နခါရနံလေးတွေတင်းနဲ့စာတိအညာမြေကြပြမမီရေဖွဲ့လို့မကုန်မေလွမ်းမောစရာတွေလွမ်းတတ်ရင်မပြန်ကျင်အောင်လေအဘာဝအယောကအလားတွေထမ်းပင်ထမ်းတော်ကြီးတွေနဲ့လေတမထနှောင်းရိပ်တွေကအေးချမ်းသာရပေမကွေးတိုင်းမြိုင်မြို့နယ်စီပေါင်းတဲ့ကန်ဆွဲတို့ရောကြေးလက်ချတော့အညာမြေနခါရနံလေးတွေတင်းနဲ့စာတိအညာမြေကြပြမမီရေဖွဲ့လို့မကုန်မေလွမ်းမောစရာတွေလွမ်းတတ်ရင်မပြန်ကျင်အောင်လေအဘာဝအယောကအလားတွေထမ်းပင်ထမ်းတော်ကြီးတွေနဲ့လေတမထနှောင်းရိပ်တွေကအေးချမ်းသာရပေမကွေးတိုင်းမြိုင်မြို့နယ်စီပေါင်းတဲ့ကန်ဆွဲတို့ရောကြေးလက်ချတော့အညာမြေစီလို့ကြုံမဲ့လေတစ်ခေါက်တစ်ခါရောက်လာပါလေရွှေရဲ့ချက်တရေဆောင်နေရကြောသမိုင်းကုန်ထင်ရှားသစ္စာရကြောင်းတိုက်ကြီးတည်နေကြီးညိုဦးခိုင်မဝနိုင်သစ္စာရမြတ်တာရစေရီတော်ကြီးတွေသမိုင်းစင်လာကြီးမာခဲ့ပေနိုင်ရှင်စရာပမာလည်းမရှိပေနိုင်ရှင်စရာပမာလည်းမရှိပေသမိုင်းစင်လာကြီးမာခဲ့ပေဓမ္မတန်ပြန်လွင်ရမည်ဆရာတော်မြတ်တာရိပ်မှာဆရာတကားလက်တွဲညီညာသာသနာထွန်းလင်းရတို့မြေကျောက်တို့အညာတလေခင်မင်းရင်နေသွားရင်သဘောထားအလုံးကောင်းမေလမ်းလာခဲ့ပါလေစီချူမဲ့မွေးရတို့အညာမြေစီလို့ကြုံမဲ့လေတစ်ခေါက်တစ်ခါရောက်လာပါလေရွှေရဲ့ချက်တရေဆောင်နေရကြောသမိုင်းကုန်ထင်ရှားသစ္စာရကြောင်းတိုက်ကြီးတည်နေကြီးညိုဦးခိုင်မဝနိုင်သစ္စာရမြတ်တာရစေရီတော်ကြီးတွေသမိုင်းစင်လာကြီးမာခဲ့ပေနိုင်ရှင်စရာပမာလည်းမရှိပေနိုင်ရှင်စရာပမာလည်းမရှိပေသမိုင်းစင်လာကြီးမာခဲ့ပေဓမ္မတန်ပြန်လွင်ရမည်ဆရာတော်မြတ်တာရိပ်မှာဆရာတကားလက်တွဲညီညာသာသနာထွန်းလင်းရတို့မြေအညာလူတွေလည်းချောပါတယ်လေအညာသားတွေလည်းမညာတတ်ပါဘူးလေရွှေသားပွင့်လင်းကြတာကျောက်တို့အညာတလေခင်မင်း
သွားရင်သဘောထားအလုံးကောင်းပဲလမ်းလာခဲ့ပါလေစီချူမဲ့မွေးရတို့ညာမြေ